Hello, welcome to Easy English. Easy English channel မှာပြန်လည်ပြီးတော့တင်ဆက်လိုက်ပါတယ်ရှင်။ဝင်လာဒီဗီဒီယိုလေးကိုမစခင်မှာမင်းချင်တော်လေးရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကိုကအင်္ဂလိပ်စာလေ့လာနေတဲ့အချိန်မှာဘယ်လိုနည်းစနစ်ကိုအသုံးပြုပြီးတော့လေ့လာနေပါသလဲ။ဥပမာပြောရရင်စာကြည့်စပွဲမှာထိုင်ပြီးတော့စာအုပ်တွေနဲ့ဘောပင်တွေနဲ့နည်းစနစ်ကြကြကိုကထိုင်ပြီးတော့လေ့လာနေသူလား။ဒါမှမဟုတ်လို့ရှိရင် online study သမားလား။ online study ဆိုတာကတချင်းတွေဇာတ်ကားတွေဗီဒီယိုလေးတွေကြည့်ပြီးတော့လေ့လာတဲ့သူကိုပြောတာပါအကယ်၍ကိုက online ကနေလေ့လာနေတဲ့သူဆိုလို့ရှိရင်တချင်းတွေဇာတ်ကားတွေပေါ့နော်ဒီဟာတွေရဲ့စာသားတွေစာကြောင်းတွေကိုကိုကအပြင်လက်တွေ့ဘဝမှာအသုံးချဖြစ်ရလားဘယ်လိုမျိုးအသုံးချသလဲဇာတ်ကားတွေကတော့ဇာတ်ကားတွေကစာသားတွေကတော့အပြင်မှာအသုံးချလို့လွယ်ကောင်းလွယ်နိုင်တယ်ပေါ့နော်ဒါပေမဲ့တချင်းတွေနားထောင်နေသူတွေအတွက်ကြတော့ဒီသချင်းစာသားကိုဒီအတိတ်ပဲနဲ့ကိုကအပြင်လက်တွေ့မှာပြန်သုံးဖို့ကြတော့နည်းနည်းလေးတော့ခက်တယ်ပေါ့။ဘာလို့လဲဆိုတော့သူတို့ကသချင်းနဲ့လိုက်အောင်တန်စင်နဲ့လိုက်အောင်လို့ရေးဖွဲ့ထားတာမျိုးလို့ရှိမယ်။အထံကိုင်းကြကြမဟုတ်တော့ဘူးပေါ့နော်။စကလုံးတွေကလည်းအသက်ဆန်းနေဖြစ်နေတယ်တင်စားထားတာရှိမယ်။အဲ့တော့ကိုကအဲ့ဒီဟာတွေကကိုယ့်အတွက်နားလေရလဲခက်တယ်လို့သူများကိုပြန်ပြီးတော့ပြောဖို့ဆိုတာလည်းမလွယ်ဘူးပေါ့။ဒီအတွက်ကြောင့်မလို့ဒီပြဿနာလေးကိုဖြေရှင်းတဲ့အနေနဲ့ဝိနာကသချင်းလေးတပုတ်တင်ပေးပါမယ်။အဲ့ဒီသချင်းလေးကစာသားလေးတချို့ကိုကောက်နှုတ်ပြီးတော့အဲ့ဒီစာသားလေးရဲ့အဓိပ္ပာယ်ဒီအတိုင်းဒီအဓိပ္ပာယ်အတိအကျအတိုင်းရိုးရိုး simple sentence အဖြစ်နဲ့ဘယ်လိုပြောင်းပြီးတော့ကြက်မှတ်မလဲလေ့လာမလဲဆိုတာကိုဒီထဲမှာပြောပြပေးပါမယ်။အဲ့ဒီတော့ဒီနေ့အတွက်မကြာသေးခင်ကမှထွက်ထားတဲ့ Stray Kids ရဲ့ In the Dark ဒီသချင်းလေးကထွက်ထားတာ2ရက်လောက်ပဲရှိတော့မယ်ပေါ့နော်။ဒီသချင်းလေးတွေကစာသားလေးကိုဝိညာဉ်လေးသဘောကျတယ်။သချင်းလေးကလည်းအေးလေးဖြစ်တဲ့အတွက်ကြောင့်မလို့နားထောင်ဖို့လေလူတိုင်းနားထောင်ဖို့လွယ်ကူတယ်ပေါ့နော်။အဲ့တော့ဒီသချင်းလေးနဲ့အင်္ဂလိပ်စာလေ့လာကြရအောင်။ In the parking lot, in your homie's drop top, just a couple blocks from where we grew up. All those summer nights, we were riding blind, going way too fast. In the parking lot, in your homie's drop top. အဲ့ဒါကို simple English နဲ့ပြောင်းပြပါမယ်။ I was sitting in my friend's car in the parking lot. ကားပါကင်မှာရပ်ထားတဲ့ငါတငယ်ချင်းရဲ့ကားထဲမှာငါကထိုင်နေခဲ့တယ်လို့ simple English နဲ့ပြန်ပြီးတော့ပြောင်းလိုက်တာပါ။သူ့ရဲ့မူရင်းအဓိပ္ပာယ်ကတော့ငါတို့ကငါတငယ်ချင်းရဲ့ကားထဲမှာထိုင်နေခဲ့တယ်လို့သူကဆိုထားတာပါ။အဲ့ဒါကိုဝိနာတို့ကပုံမှန်နေ့စဉ် daily use အနေနဲ့သုံးလို့ရအောင်လို့ပြန်ပြီးတော့ပြောင်းလိုက်တဲ့သဘောမျိုးပါ။ I was sitting in my friend's car in the parking lot.Just a couple blocks from where we grew up. It was close to the neighborhood where we used to live. ကိုကအိမ်တွေပါပြောင်းသွားတယ်ကိုယ့်ရဲ့အသည့်တွေကဘယ်ဘက်ကိုပြောင်းသွားလဲဆိုလို့ရှိရင်ငါတို့အရင်နေခဲ့တဲ့နေရာနဲ့နီးနီးလေးပဲလို့ပြောချင်တဲ့အချိန်ခါမျိုးကြလို့ရှိရင်ဒီစာသားလေးကိုသုံးလို့ရပါတယ်။ It is close to the neighborhood where we used to live. ငါတို့အရင်နေခဲ့တဲ့နေရာနဲ့နီးနီးလေးပဲလို့ပြောတာပါ။ It is close to the neighborhood where we used to live.Summer nights, we were riding blind way too fast. I love driving without thinking during summer nights. Riding blind ဆိုတာကဘာကိုမှမတွေးဘဲနဲ့ကားမောင်းနေတာကိုပြောချင်တာဖြစ်ပါတယ်။အဲ့တော့ဒါလေးကိုစာသားအနေနဲ့ပြန်ပြောင်းမယ်ဆိုလို့ရှိရင် I love driving without thinking during summer nights. နွေရာသီညတွေမှာဆိုလို့ရှိရင်ငါဘာမှမတွေးဘဲနဲ့ကားပတ်မောင်းရတာကိုကြိုက်တယ်လို့ပြန်ပြီးပြုပြင်လိုက်တာပါ။ I love driving without thinking during summer nights. Got some bad advice. We were almost right till we weren't. We followed some wrong advice. Things felt perfect at first, but then they went wrong. ဒီစာသားလေးကအရင်လာတယ်။ကိုအပြင်လက်တွေ့ပေါ်မှာလည်းတကယ်အသုံးချလို့ရတဲ့စာသားဖြစ်တယ်။ We followed some wrong advice. ငါတို့ကအကြံဉာဏ်အမှားတွေနောက်ကိုလိုက်ခဲ့ကြတယ်လို့အဓိပ္ပာယ်ရပါတယ်။ Things felt perfect at first, but then they went wrong. ဆက်စချင်းမှာတော့အကုန်လုံးအဆင်ပြေနေတာပဲဒါပေမဲ့နောက်ကျမှလွဲကုန်တာတလွဲတွေဖြစ်ကုန်တာအဲ့လိုအခြေအနေမျိုးပြောချင်လို့ရှိရင်ဒီလိုလေးပြောလို့ရတယ် Things felt perfect at first. ဆက်စချင်းတော့အဆင်ပြေနေတာပဲဒါပေမဲ့ but then they went wrong ပြီးမှမှားကုန်တော့တာ Can't move on when your voice is in every song I hear.I can't move on because every song reminds me of your voice. ဒါသူ့ရဲ့ငကိုဆိုထားတဲ့စာသားလေးကိုရိုးရှင်းပြီးသားပါဒါပေမဲ့အဲ့ဒါကိုပဲပြင်ပြီးတော့ပြင်ထားပါတယ်
I can't move on because every song reminds me of your voice. ဘယ်တချင်းမဲ့နားထောင်တော့မင်းအတန်နဲ့ကြားနေတာအဲ့အတွက်ကြောင့်မလို့ငါက move on ရှေ့ဆက်လို့မရဘူးလို့ပြောချင်တာပါဒီနေရာမှာကိုတငယ်ချင်းကိုရင်ဖွင့်နေတဲ့ပုံစံမျိုးဆိုလို့ရှိရင် every song reminds me of his voice ဒါမှမဟုတ်ရင် her voice ပြောင်းပြီးတော့သုံးလို့ရပါတယ် I can't move on because every song reminds me of his voice. I don't want to live another day without you in the dark. I don't want to live another day feeling lost without you. အဲ့တော့မင်းမရှိဘဲနဲ့ကိုကလမ်းနေပြောက်ပြီးတော့မနေချင်တော့ဘူးလို့ပြောချင်တာပါ In the dark ဆိုတာအမှောင်ထဲမှာအခန်းထဲမှာမီးပိတ်ပြီးအမှောင်ထဲမှာနေနေအောင်ပြောချင်တာမဟုတ်ဘူးနော် Feeling lost လမ်းပြောက်နေတာကိုပြောချင်တာပါ I don't want to live another day feeling lost without you. Try to write alone but I had no clue. I tried to go on by myself but I didn't know what to do. Try to write alone ဆိုတာကိုတယောက်တည်းကားမောင်းသွားတော့ပြောချင်တာမဟုတ်နော် I tried to go on by myself ငါတယောက်တည်းပဲရှေ့ဆက်လိုက်တော့မယ်လို့စဉ်းစားလိုက်တယ်ကြိုးစားလိုက်တယ်ဒါပေမဲ့ I didn't know what to do. I had no clue. I don't know နဲ့အတူတူပါပဲ I didn't know what to do. ငါရှေ့ဆက်တော့မယ်လို့ငါဘာသာငါရှေ့ဆက်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ငါဘာလုပ်ရမလဲဆိုတာငါမသိတော့ I tried to go on by myself but I didn't know what to do. Green lights telling me to go and my GPS was broken. Even though everything tells me to move forward, I feel like I have lost direction. မီးစိမ်းပြနေပြီမဲ့လေငါ GPS ကပြတ်နေတယ်လို့ပြောချင်တာဟုတ်လားမဟုတ်ဘူးเนาะဒါတော့တင်စားထားတာအဲ့တော့မီးစိမ်းပြနေတယ်ဆိုတာကိုသွားဖို့ပြောတာလေအဲ့တော့ဒီဆိုလိုချင်တာကငါ့ကိုအရာအလုံးကရှေ့ဆက်ဖို့အတွက်အချက်ပြနေပြီရှေ့ဆက်ဖို့ပြောနေပြီဒါပေမဲ့လေ I feel like I have lost direction ဥတီချက်ပြောင်းနေ GPS ပြောင်းနေဆိုတာငါဥတီချက်ပြောင်းနေလို့ပြောချင်ငါရှေ့ဆက်ဖို့အရာအလုံးကရှေ့ဆက်ဖို့သင့်ပြီလို့ငါ့ကိုပြောနေပြီပဲလေငါဥတီချက်ပြောင်းနေတော့ပဲလမ်းပြောင်းနေတော့မယ်လို့ပြောချင်တာ Even though everything tells me to move forward, I feel like I've lost direction. Maybe we would be cool with the sweet and bitter taste. We should accept both the good and bad parts of love. ချွေးချင်းမြတ်တာမှာကောင်းခြင်းဆိုးခြင်းတွေရှိပါတယ်အဲ့တော့ sweet ချိုးတဲ့အရာလေးတွေနဲ့ bitter ခါတဲ့အရာလေးတွေအရာသာနှမျိုးစလုံးကိုကိုကလက်ခံရမယ်ဆိုလိုတာကကောင်းတဲ့အပိုင်းရောဆိုးတဲ့အပိုင်းရောငါတို့ကလက်ခံရမယ်လို့ဆိုလိုချင်တာပါဒါကို love နေရာမှာတခြားအရာတွေစားထိုးပြီးသုံးလို့ရပါတယ် people ဆိုလို့ရှိရင် we should accept both the good and bad parts of people လူတွေရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုလက်ခံရမယ်လို့ဆိုလိုပါတယ် falling out of place rolling with the waves if things don't go perfectly just go with the flow and move on ဒီစာသားလေးရတယ်အရင်ကသုံးဝင်တယ်เนาะအရင်လည်းလှတယ်စိတ်ကိစ္စတွေကကိုထင်တယ်လို့မျိုးဖြစ်မလာတဲ့အချိန်မှာဖြစ်နေတဲ့ဟာကိုလက်ခံပြီးတော့အဲ့ဒီ flow လေးတိုင်းအဲ့ဒါလေးနဲ့မျောသွားပြီးတော့ရှေ့ဆက်လိုက်ပါလို့ပြောချင်လို့ရှိရင်ဒီစာသားလေးကိုပြောလို့ရပါတယ် If things don't go perfectly just go with the flow and move on go with the flow ခြေစည်းအတိုင်းပဲမျောသွားလိုက်ဖြစ်နေတဲ့အတိုင်းပဲအဲ့ဒီအတိုင်းသာလက်ခံပြီးတော့မျောသွားလိုက်ပြီးရင်ရှေ့ဆက်လိုက်အဲ့တော့ကိုယ့်ကိုတငယ်ချင်းတယောက်ကသူ့ရဲ့အစင်မပြေမှုတွေကိုလာပြောပြတယ်အကြံဉာဏ်တောင်းတယ်ကိုကလည်းအကြံဉာဏ်ပေးရတာပြင်ပန်းနေဘာမှမပြောချင်တော့ဘူးဆိုလို့ရှိရင်ဒါလေးတစ်ကြောင်းနဲ့ပြောလို့ရပါတယ် Go with the flow and move on If things don't go perfectly just go with the flow and move on ဒီတော့ဒါလေးတွေက in the dark တချင်းစာသားတချို့ကိုအရင်လှတဲ့စာသားလေးတချို့ကိုပြောင်းလဲပြီးတော့ကိုယ့်ရဲ့နေ့စဉ်သုံး daily use sentence အဖြစ်သုံးလို့ရအောင်လို့ပြုပြင်ပြောင်းလဲပေးထားတာဖြစ်ပါတယ်ဒီစာသားလေးတွေကိုလေ့လာပြီးတော့ကိုယ့်ရဲ့နေ့စဉ်စကားပြောတဲ့အချိန်မှာထည့်သုံးလို့ရပါတယ်ပြီးတော့ဒါကိုလေ့လာပြီးသွားတဲ့အချိန်တချင်းကိုနောက်တစ်ခေါက်ထပ်ပြီးတော့နားထောင်တဲ့အချိန်မှာကိုယ့်ရဲ့ဒီတချင်းကိုခံစားမှုနဲ့နားလည်မှုကအရင်နဲ့မတူတော့တာကိုတွေ့ရပါလိမ့်မယ်ဒီနေ့အတွက်သင်ခန်းစာလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်တွေ့ပါအောင်မယ် Bye bye see you in the next video I don't wanna live another day without you in the dark. Try to ride alone, but I had no clue. No, I'm seeing a hopeless. Long roads don't feel the same without you in the dark. Green lights telling me to go,
and my GPS was broken.